ကဲဟုတ်ပြီခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ဒူရီရွှေအောင်လင်း channel လေးကနေဒူရီချင်းမိတ်ဆွေများအားလုံးကိုဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်နော်ကျွန်တော်မိတ်ဆွေများတော့ကျွန်တော်ဒီဘက်မှာတော့29ရက်နေ့30ရက်နေ့ဒီတစ်ပတ်စာရက်ပြည့်ဖောင်းရက်မရှိပိတ်ရက်မရှိကျွန်တော်တို့ကစားရမယ်ဗျာနော်ဒါကျွန်တော်ရဲ့29ရက်နေ့ကနေ31ရက်နေ့ဒီတစ်ပတ်စာ formula စာရေးနဲ့ formula ကတ်လေးနဲ့ကျွန်တော်ဒါမိတ်ဆွေများကိုကျွန်တော်ယခုတစ်ပတ်မှာလဲကြံခဲ့တဲ့ရခိုင်တစ်ပတ်ကလို့အားလုံးပေါအောင်အားလုံးရအောင်ထပ်မှတ်ပြီးတော့ free တင်ပေးလိုက်ပါဗျာနော်ကျန်ခဲ့တဲ့ဘက်ကကျွန်တော်စိန်ပတ်သီး9ပေးတယ်ငါ3-4ချိန်လောက်ထွက်တယ်ဗျာနော်ပြီးတော့ကျွန်တော်စိန်စွန်းတက်အခွေ4-5-6ခွန်ပေးတယ်စိန်စွန်းတက်အခွေတွေကနေကျွန်တော်4ချိန်တီးထွက်ပါတယ်နော်ခွန်5ဆိုပြီး2ချိန်ထွက်တယ်ခွန်4ဆိုပြီး1ချိန်ထွက်တယ်ပြီးတော့56ဆိုပြီးတော့1ချိန်ထွက်တယ်ဗျာနော်အားလုံးကျွန်တော်4ချိန်တီးကျွန်တော်ထွက်ပါတယ်ကျွန်တော်ရဲ့မွေးကနန်းတွေကတော့ကျန်ခဲ့တဲ့ဘက်ကတစ်ခွက်ပဲထွက်သွားခဲ့ပါပြီနော်ဒါ20ဆိုပြီးတော့နော်တစ်ခွက်ပဲထွက်သွားခဲ့ပါတယ်ကျွန်တော်အကောက်ထဲကိုဝင်ကြည့်ရင်ကျွန်တော် channel လေးတဲ့ဝင်ကြည့်မိတ်ဆွေများအားလုံးသိလိမ့်မယ်အခုလွှင့်တဲ့ဗီဒီယိုဖိုင်လေးကိုလည်းစုံစမ်းတန်အောင်ကြည့်ကျွန်တော်တပါတယ်နော်ယခုလာမယ့်29ရက်နေ့နဲ့31ရက်နေ့ထိတစ်ပတ်စာကိုကျွန်တော်တခါလဲမိတ်ဆွေများကိုတခါလဲကျွန်တော်ပြသခဲ့မယ်နော်ကြိုက်ရအောင်ယူသုံး free ယူသုံးလို့ရပါဗျာနော်စိန်ပတ်သီးကတော့နော်ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်စိန်ပတ်သီးကတော့ကျွန်တော်အကြိုက်ဆုံးစိန်ပတ်သီးတော့ကျွန်တော်ရွေးထုတ်တာတယ်စိန်စွန်းတက်အခွေကကျွန်တော်အကြိုက်ဆုံးစိန်စွန်းတက်အခွေလည်းရွေးထုတ်တာတယ်မွေးကနန်းနဲ့တခါလဲရွေးထုတ်တာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုစုံစမ်းတန်အောင်ကြည့်ပေးအမြဲတမ်းတွေ့အောင်လို့ကျွန်တော်ရဲ့ channel လေးကိုဒါ subscribe နှိပ်ထားပေးဗျာနော်အားလုံးပဲနော်မိတ်ဆွေများကျွန်တော်ဒီ channel လေးကနေမယ်ဒါနေ့တိုင်းလေးတွေပုံမှန်တင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပါဗျာနော်နေ့တိုင်းလေးတွေပုံမှန် free တင်ပေးမယ်ဒါကြောင့်မို့ channel လေးကို subscribe လေးနှိပ်ထားပေးဗျာနော်ဒီတော့မှာတော့မိတ်ဆွေများနော်ကျွန်တော်ဒီ29ရက်နေ့နဲ့31ရက်နေ့အထိနော်တစ်ပတ်စာ formula ကျွန်တော်အားလုံးစိုက်ရတစ်ပတ်စာကျွန်တော်စိန်ပတ်သီးကိုမပြောက်ပတ်သီးကိုကျွန်တော်အားလုံးကိုနှစ်ပတ်သီးပေးပါမယ်ခင်ဗျာနော်စိန်ပတ်သီးကနှစ်ခင်ဗျာနော်ဟုတ်ပြီဗျနော်စိန်စွန်းတက်အခွေကတော့ဒါကျွန်တော်ကြိုက်ဆုံးရွေးထုတ်ထားတာကအားလုံးပဲတေချာကြည့်ရဗျာနော်3-1-2-3ပါဗျာနော်ဒါအပူလဲပါပါဗျာနော်3-1-2-3ကျွန်တော်ဒါစိန်စွန်းတက်အခွေပဲဖြစ်ပါဗျာနော်ရှယ်မွေးကနာကျွန်တော်4ခွက်ထုတ်ပေးမယ်မိတ်ဆွေများเนาะအနေဆုံး3ခွက်ထွက်ရမယ်เนาะဗုဒ္ဓဘူးမကျော်2ခွက်အနေဆုံးထွက်ရမယ်ဗျာเนาะဒါကြောင့်မလို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးပါကျွန်တော်တခါတည်းမွေးကနာလေးပါကျွန်တော်ဒါအားလုံးမြင်အောင်တွေ့အောင်ကျွန်တော်တခါတည်းမွေးကနာလေးပါတခါတည်းချပြပေးသွားမယ်ဗျာเนาะနေ့တိုက်လေးတွေလည်းကျွန်တော်ဒိနေရနေနဲ့တောက်ကြနေတီနေ့တိုက်เนาะမနက်ပိုင်းအောင်ညနေပိုင်းအောင်ကျွန်တော်နေ့တိုက်လေးတွေပုံမှန်တင်ပေးပါဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုဒါ subscribe လေးနှိပ်ထားပေးပါဗျာเนาะမွေးကနာတော့ကျွန်တော်เนาะ4ခွက်ထုတ်ထားတယ်ကျွန်တော်အကြိုက်ဆုံးမွေးကနာ3ခွက်အနေဆုံးထွက်ရမယ်ဗျာနော်42က18ရယ်နော်ကျွန်တော်93ရယ်96ရယ်ဆိုပြီးကျွန်တော်4ခွက်ထုတ်ထားတယ်ဗျာနော်ကျွန်တော်တခါတည်းမိတ်ဆွေများကိုချပြပေးခဲ့မယ်ကျွန်တော် channel လေးကိုလည်းဒါ subscribe လေးနှိပ်ထားပေးပါဗျာနော်ဝေကနာကိုကျွန်တော်42နော်93ခွန်6မိတ်ဆွေများပြီးရင် sorry 1-8 တကွက်ကြံခဲ့အားလုံး4ခွက်ပါနော်မွေးကနန်း4ခွက်42ရယ်93ရယ်96ရယ်1-8ဒီ channel လေးကိုနော်ဒါကျွန်တော်ရဲ့ဒူရီရွှေအောင်လင်း channel လေးကိုဒါ subscribe လေးမနေရတဲ့ subscribe လေးနှိပ်ထားနေ့တိုက်လေးတွေပုံမှန်တင်ပေးသွားမယ် free တင်ပေးသွားမယ်ဗျာနော်ဒီတစ်ပတ်မှာကျွန်တော်ရက်ပြည့်ဖောင်းရက်မရှိပိတ်ရက်မရှိကစားမှာဖြစ်လို့မိတ်ဆွေများအနေနဲ့ရခိုင်ဘက်ကကဏ္ဍပြန်နေထွက်ခဲ့လို့ဒါဖောင်းရက်တွေရှိခဲ့လို့အရှုံးများနေတယ်ဆိုရင်လည်းကျွန်တော်ရွှေအောင်လင်းနဲ့ဒါပုံမှန်တင်ပေးသွားတာလေးကိုပုံမှန်ကြည့်ပြီးတော့နော်အမျက်ပေါ်စီရမယ်အားလုံးပဲစော်ကစားကြည့်လိုက်ပါဗျာနော်ကျွန်တော်ရဲ့ဒူရီချင်းမိတ်ဆွေများအားလုံးပဲယခုတစ်ပတ်မှာအောင်မြင်ကြပါစေကံကောင်းကြပါစေလို့ကျွန်တော်ဘက်ကနေဆုတောင်းပေးလိုက်ပါတယ်ယခုတစ်ပတ်မှာယခုလာမဲ့29ရက်နေ့နဲ့31ရက်နေ့ဒီတစ်ပတ်စာမှာလည်းနေ့တိုင်းလေးကျွန်တော်ပုံမှန်တင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားနော်အားလုံးပဲပေါင်းမြောက်အောင်လို့ကျွန်တော်ဘက်ကနေစေတနာဖြစ် free တင်ပေးသွားမယ်ခင်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေရန်နာခွင့်ယူပါအားလုံးပဲအဆင်ပြေပေါင်းမြောက်နိုင်ကြပါစေဗျာနော်